ဟုတ်ကဲ့အဲ့ဆိုကျိုးလေးဆွဲကြည့်ပါဦးရလားဟုတ်ရမှာ ရတယ်ဟုတ် မှန်တော့မှန်တော့နော်我的面包那个， နော်မွေးနေ 我那，我们那个要点不呢？ လီတယ် 那那边我那里的， တစ်ဖက်လေးနေမွေးနေ 啊，那在的那边我那，我也我那嘛的，那底下就是那个要个啦，是吧？我看见多了，对呀，不呢？ ဟဲ့လီတယ်ဦးဒီလိုနေလို့ပြပြဦးမလို့ဒီရ 嗯，对的，咱买的，他的是的，拿不买是吧？就对他的啦， အဲ့လိုတော့ကျူးချတာမရှိဘူး 这边对他不呢？ ဟိုနေ့ဒီလာဦးမဆိုတော့ဒီက 我我来不比啦，看没去干路呢，哎，这是了嘞，哎呀，来不比了，表嘞， ပူခဲ့တဲ့မွေးနေတယ်မလား 好， အဲ့ထက်မှာဒီကတော့ဟောမှမှတ်ဖို့ဓာတ်ပုံလေးနဲ့လေမှတ်ထားတဲ့ຢာတွေအဓိကလေးပါဒီနေ့ကပူပြီးတော့ဟောတော့တာကတရုတ်မှာတရုတ်ရောက်နေတယ်မထင်မှန်းနဲ့ပုံလေးတွေဒီကဟာဖြစ်နေတဲ့သားသားလေးပူပြီးရတယ်တော်လေးကိုဝန်တာပြီးရတယ်ကိုယ်လည်းမဟုတ်ပါဘူးဖြစ်မှရှိရဆရာဆမ်းရတာဒီမှာရှိရနေရတာအကုန်လုံးပြောရပါတယ် 好啦， မန္တဝန်တာ 我这帮给把门路表他对啦， ခုတော့ဓာတ်ပုံလေးပါမယ်ပြောပြမှာဟာ 这个路把门送哟， ပြောမှာပါ 不用啊呗， အားလေးဒီကောင်လေး 啊，就不要急用门喏， ဟုတ်ပြီ 不要急急吧，这帮给要吧，好啦， ပါတယ် 哇嘞， ဘုန်းကြီးပါတယ်မယ်လို့ထင်တာ 我帮在那牛那上来带的不喏， ဒါပါ 他我表演啦， ပြောတာပါကျူးရင်ဒါဒီခါဘူရာပုံကြီး 好， နာမပြောနေလားဆိုတော့ဒါကြီးတော့မပြော 不要嘞喏， ဟာဒါ 这个那边我哩拉上里要太别的啦， ဟုတ်လေ 把那片面听了买几帮， ဒီကတော့ဟာဖြစ်မဲ့စားစားလေးပါလိမ့်မယ်ဟိုပါလေးပါလိမ့်မယ်ပုံမှန်တော့ပြန်တော့ဒါဓာတ်ပုံလေးလည်းပါလိမ့်ရှိတယ် အခုကဓာတ်ပုံလေးပါပြီးသွားပြီဆိုတော့နောက်တော့ပစ္စည်းတွေဘာလေးမျိုးဖြစ်မယ်လို့မသိဘူးအခုလိုအပ်တယ်လည်းများမရှိလားဘာလေးရချင်လဲ ဖုံးများဖြစ်မလားမသိ ဟုတ်လား ဖုံးလေးဖုံးလည်းဖြစ်နိုင်တယ်လက်ရှိရောဖုံးကတော့ကျတော့လုံးဝမရှိဘူးဖုံးဖြစ်နိုင်တယ်ဒါဘာလို့ပါလို့ဆိုတာမြင်ကြည့်နေတာကွာသူလိုကိုယ်စီရမှမဟုတ်ဘူးကသူဘာလို့နေဆိုတာအတန်ကြိုက်တာနဲ့ပါရဟုတ်ကွာဆောင်းရောက်ပြတော့အနွေးရလေးပါကောင်းပါနိုင်တယ်အနွေးရလေးပါနိုင်တယ်အဟားဖြစ်နေစားစားရပါနိုင်တယ် အဲ့ဒါလေးမှန်းထားပါတော့အဲ့ဒါပစ္စည်းလေးတွေကိုပြချင်အောင်အဲ့ဆိုရင် ဟုတ် ဝင်းလေးရှင်ရအဲ့ဒါဘာပြန်ကျွေးမှာတော့လက်ဆောင်လေးလာပေးထားဆိုတော့ 那叫ရေခဲမှုမြင်ရဲရေခဲမှုမသိမှလာတယ်မော်ရကို မလာသေးဘူးလားရေခဲမစားချင်နေပြီ ရောက်ပြီရေခဲမှုရောက်ပြီရေခဲမှုလည်းရောက်ပြီအကုန်စောင့်နေအခုမီးရောလာကြမှာဆိုတော့အကုန်လုံးပန်းစီရစား ဟုတ်အဲ့ဒါနောက်ထပ်ပစ္စည်းလေးတစ်ခုထပ်ပြမယ်နော် ဟုတ်ကဲ့ အဲ့လေးကဘာလေးလဲ ပန်းစီ တန်စီဒီတန်စီလေးရောသဘောကျရဲ့လား ဟောကြပါဟောကြတယ် ဒီပန်းစီလေးထဲမှာပစ္စည်းလေးထည့်ပေးလိုက်ပြီးတာ ဟုတ်လား အခု surprise တွေပါပြီးတော့ကြည့်ဖို့မှာပေါ့လူမျိုးပန်းစီထဲမှာဆိုဆွဲထုတ်တဲ့ခါဘာလေးပါလဲလို့ ဒါတော့ပတ်စံဆိုင်ပတ်စံလေးပြရ ပတ်စံလေးဒီတစ်ခါကျတော့ဘာလေးပါမယ်ထင်တယ် အကောင်လေးနဲ့ထင်လာတယ် ဟာတော့တော့နေများနေနော်တကယ်လို့လေဒါလေးကိုဆွဲခိုင်းမယ်ဆိုအခုဆွဲနိုင်လား ရောက်ဆရာပေါ့ ဟုတ်ကဲ့အဲ့ဆိုကျိုးလေးဆွဲကြည့်ပါဦးရလား ဟုတ် ရမှာ ရတယ်ဖုန်း မှန်တော့နော် ကုန်ပြီ မင်းအခုချတာလိုက်ရတယ် ဟုတ်ရတယ်အဲ့ဒါဖုန်းရတာဟို ဟုတ်ရလားကမိုင်းနဲ့ပြောလို့လည်းရသွားပြီနော် ပြောလို့ရတယ် ဒီလက်ဆောင်လေးရတော့ပြောရဲလား ပြောရတော့
wifi ကတော့လောစန wifi ကဆင်းထားတယ်အဟန်တိုင်းလိုက်မကောင်းဖြစ်နေ ဟုတ်လားအတန်းရွာတဲ့ line မကောင်း ခုတော့ကိုဖုန်းတော့ဆိုကြမိုးကြီးဆင်းပြေးသွားပြီလေဖုန်းပြောလို့လည်းဆင်းပြေးသွားပြီ ပြင်းလည်းဆက်တယ်ရတာအဆင်ပြေအောင်လုပ်ပေါ့နော် ဟုတ်ပြီဗျရန်တလုံးကလည်းဒီထဲပါတော့စိတ်မကောင်းပါဘူး ဒါပေမဲ့အခုနောက်တစ်လုံးပေါ့နော် ဟုတ် အခုကလေသူကနောက်ထပ်မှာပစ္စည်းပေါက်လေးတစ်ခုရောထည့်ပေးလိုက်သေးတယ်အဲ့ဒီပစ္စည်းပေါက်လေးရောနောက်ထပ်အမှားစကားလေးတွေရောပါသေးတယ်ပစ္စည်းပေါက်လေးကိုအရင်ကြည့်မလားအမှားစကားလေးကိုအရင်ဖတ်ပြပေးရမလား အဲဆင်းပြေးအောင်လို့ရတယ် အခုဘာလေးကိုအရင်သိချင်လဲအဲ့ဒါလေးပြောကြည့်ပါအောင်အမှားစကားကောင်မလေးကအမှားစကားလေးတွေကိုအရင်ကြားချင်တာလားပစ္စည်းပေါက်လေးကိုအရင်ကြည့်ချင်တာလား မှာစကားလေးကိုဟုတ်လားပြင်ကြောင်းလိုက်မယ် အော်အရင်ကလည်းအဲ့အမှားစကားလေးဖတ်ပြပေးမယ်နော် ဟုတ် Happy birthday ပါမောင်ကြီးတဲ့မွေးနေ့မှစပြီးတဲ့ကံကောင်းခြင်းတွေရောက်လာပြီးတဲ့အခက်ခဲတွေတဲ့ကြော်ဖြတ်နိုင်ပါစေတဲ့ကိုလည်းတဲ့အများကြီး view site ပေးပါဆိုပြီးတော့အဲ့အမှားစကားလေးပဲပါလိုက်သေးတာ ဟုတ်ကဲ့ ဒီအမှားစကားလေးတွေကြားတော့ဘယ်လိုများခံစားရလဲ အဓိကတော့လူကိုဒီကဒီကျမရေးအများဆုံးကောင်းမွန်ဖို့အတွက်ဒီစကားလေးကြားတော့ဝမ်းသာပါတယ်ဟုတ်လည်းဆိုဒီစကားလေးကလည်းတစ်ခါတိုင်းပြောနေတာလည်းပါတယ်ဒီနေ့မွေးနေ့ဒီမှာဒီစကားလေးတွေလက်ဆောင်လေးတွေနဲ့ဒါဒီလိုလေးကြားပို့ပြီးတော့လည်းဝမ်းသာပါတယ်ကိုလည်းတက်နိုင်ဆုံးအများဆုံးကြောင်းဒီစိုက်နေပါတယ်လို့ ဘာနော်အရန်ချစ်တာလည်းဘယ်အချင်းမျိုးရရသူ့ရဲ့အချစ်တရားမရောဘူးနော် ဟုတ်ပါ တရားနဲ့တရားနေရောဘာလေးသူ့အတွက်လေးအမှားစကားလေးတွေပါပေးပါအောင်ဖုန်းလေးကလည်းမရှိတော့ဘူးဆိုတော့သူနဲ့အဆက်အသွယ်လေးပါလေရသေးလား ဆက်တယ်မြခု2ရက်လောက်တော့ရှိတယ်ဆက်တယ်မြရတယ် အဲ့ဆက်တယ်မရတဲ့2ရက်တော့တင်အများကြီးလွမ်းနေမှာပေါ့နော် အဲ့ဒါမင်းကြီးကလည်းရမလားဖုန်းလာမလားဆိုပြောပြလည်းတယောက်မှလိုက်မရဘူးကလေးလက်ဆက်ကြည့်ရတယ်ကလေးလည်းဟိုကလမ်းမရဘူးမင်းကြီးလည်းဖုန်းကဘယ်လိုမှပြောမရဘူး ဟုတ်အဲ့မရတဲ့အဆက်အသွယ်မရတဲ့2ရက်တော့တင်လေးတွေသူ့အမှားစကားလေးတွေပြန်ပြီးတော့ပါပေးပါအောင် ရမ်းလွမ်းပါတယ်လို့ဒီရပဲဖုန်းလည်းပြောချင်ပါတယ်လို့ဒီလိုပြောရရင်တော့ဖုန်းပြောဖို့ရညှော်လင့်နေပါတယ်လို့အခုလည်းအိမ်မှာလည်း wifi ဆင်းထားပါတယ်အခြေအနေတစ်ခုကြောင့်လိုင်းမကောင်းလို့တော့မရတာပါမီးရလောစင်မီးရလည်းမရဘူးမလားကြပါမလုံးကြမီးလည်းမှာပဲ wifi တုံးကြရတော့ကိုဘက်ကလည်းအများဆုံးဆက်သွယ်နေအောင်စူးစမ်းနေပါတယ်အများဆုံးလည်းနီးစပ်အောင်လည်းစူးစမ်းပါမယ်လို့ ဟုတ်လားနောက်တော့ဘာလေးမှာအောင်မလို့ ရရှိဟိုလောက်ဖြစ်ပြနေရတယ်လို့ချင်းတော့စစ်တဲ့နေရစပြီးလိုသိမရှိဟာလိုအပ်တာတော့ဆိုတော့ဟိုကပြောနေကြမလို့အောင်သက်သာရဖြည့်ဆည်းပြီးနေရတဲ့ကိုလည်းဒီချက်မကအိုးပြီးတော့ချက်ပြပါမယ်လို့ဒီချက်မကပို့ပြီးတော့သူစားပြပါမယ်ရရှိစိတ်ချမ်းသာအောင်ထားပါတော့မယ် အရင်လည်းစိတ်ချမ်းသာအောင်ထားတယ်မို့လား စိတ်ချမ်းသာတာခါကျတော့ကိုကဆိုးကိုကဆိုး ဟုတ်ပါတော့အကောင်လုံးအားကြနေကြအောင်လူတွေအများကြီးလာကြည့်ကြ သူကတော့ဆိုကိုကဆိုးရတယ် ဘာလေးထပ်ပြီးတော့မှာခြင်းသေးလေ တူရဲ့ဒီပတ်မှန်နေရပြောတယ်ကျမရဲ့ view site ပါလို့